ယေရှုအသွေးသွင်းတဲ့နေရာကတော့နံပါတ်4အနေနဲ့ယေရှုဟာယောမစစ်သားတွေရဲ့လက်ထဲမှာယေရှုကိုသူတို့ကပြက်ရည်ပြုတ်ယေရှုကိုဟားတိုက်ပြီးကဲ့ရဲ့ပြီးတော့မင်းကယူရတွေရဲ့ရှင်ဘရင်အဲကြောင့်မလို့မင်းကငါတို့တရဖူဆောင်ပေးမယ်ဆိုယေရှုကိုစုရဲ့တရဖူဆောင်ပေးကြသူတို့တို့ကတော့ဒါကဟာသားတစ်ခုလိုမျိုးတော့ယေရှုကိုပြက်ရည်ပြုတ်တဲ့အပြုတ်အမူနေနဲ့သူတို့လောက်တာဖြစ်တယ်ဒါပေမဲ့ဒီအရာက prophetic ဖြစ်တာယေရှုရဲ့ခေါင်းမှာတရဖူကိုသူတို့ဆောင်းပေးတယ်ဆိုပြီးစုရဲ့ကြီးကိုလာဆောင်းပေးတယ်မိတ်ဆွေသိလားစူးဆိုတဲ့အဓိပ္ပာယ်ကအမင်္ဂလာဖြစ်တယ်စူးဆိုတာဆင်းရဲခြင်းကိုပုံဆောင်တယ်စူးမြေဆိုတဲ့ခါတိုင်းမှာဆင်းရဲခြင်းကိုပုံဆောင်တယ်ဘာဖြစ်လို့လဲမြေမှာစူးပဲထွက်တယ်ဆိုရင်အဲ့ဒီမြေကမဖြစ်ထွန်းဘူးအဲ့ဒီမြေကဘာအသီးနဲ့မှမပေါက်နိုင်စူးဆိုတာအမြဲတမ်းဆင်းရဲခြင်းကိုပုံဆောင်ဒီမိတ်ဆွေယေရှုခရစ်တော်ရဲ့ခေါင်းမှာဒီစူးရတဲ့ရပူကိုစောင်းတဲ့အခါမှာယေရှုကကျမတို့ရဲ့ဆင်းရဲခြင်းကိုယူဆောင်ပေးခဲ့ပြီဖြစ်တယ်အဲ့ဒီခါမှာသူ့ရဲ့ခေါင်းကနေပြီးတော့အသွေးတွေစီးကြတယ်အဲ့ဒီအသွေးသွန်းခြင်းကဆင်းရဲခြင်းချိန်ခြင်းအမင်္ဂလာကိုဖျက်တောက်ပစ်ဖို့ရန်အတွက်ဖြစ်တယ်ဒီမြေကြီးမှာကျမတို့နေထိုင်တဲ့အခါမှာကပောက်ကျန်ခန်းကြီး1မှာလည်းပြောတယ်ကပောက်ကျန်ခန်းကြီး3မှာပြောတယ်လူကိုဖျားသခင်ကအေရင်ဥယျာဉ်ကနေထွက်သွားဖို့ရန်အတွက်ပြောတဲ့အခါမှာအာရန်ကိုပြောတယ်သင်ဟာပင်ပန်းခြင်းကြီးစွာနဲ့မြေကြီးမှာလှုပ်ဆောင်ရမယ်မြေဟာစူးတွေပေါက်တဲ့မြေဖြစ်လိမ့်မယ်ဆင်းရဲခြင်းအမင်္ဂလာကိုလူသားခံစားရဒါပေမဲ့ယေရှုခရစ်တော်ဟာအဲ့ဒီဆင်းရဲခြင်းအမင်္ဂလာကိုသူ့အပေါ်မှာယူဆောင်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ဟာပြန်လေပြီးတော့ကြွယ်ဝခြင်းနဲ့နမိတ်တွေကိုပြောင်းဝင်လာလို့ရသွားပြီဖြစ်တယ်အလွန်ကြီးမြတ်တဲ့လဲလှယ်ခြင်းဖြစ်တယ်အာမင်ဒါကြောင့်မို့နှစ်ကောခန်းကြီးရှင်အငယ်6မှာပြောတယ်ခရစ်တော်ရဲ့စီးစိမ်ကသင်တို့အတွက်ဖြစ်လာဖို့ရခရစ်တော်ဟာကျမတို့ရဲ့ဆင်းရဲခြင်းကိုယူဆောင်တယ်ဘယင်ကဘယင်သခင်ကသခင်ဟာပြည့်ရပြုပြီးတော့ဆိုးရတဲ့ဖူကိုစောင်းရတယ်ဘာအတွက်လဲကျမတို့ကိုသူ့ရဲ့ကြွယ်ဝခြင်းပေးဖို့ရန်အတွက်ဖြစ်တယ်အဲ့ဒါမသိရဲ့အသေးသေးမှာဆင်းရဲခြင်း spirit တွေကိုနေရာမပေးပါနဲ့ဘုရားကကားရင်ပေါ်မှာဒီဆင်းရဲခြင်းကိုယူဆောင်ခဲ့တာကတင့်ထဲမှာဆက်ပြီးဒီဆင်းရဲခြင်း spirit နဲ့နေဖို့ရန်အတွက်မဟုတ်တဲ့ထဲကဒီဆင်းရဲခြင်း spirit ကိုဖေးပါငါခရစ်တော်နီးသူကြွယ်ဝတော်သူဖြစ်တယ်ခရစ်တော်ကသူ့ရဲ့စီးစိမ်ကိုငါ့ကိုပေးခဲ့ပြီနောက်တစ်ခုကတော့ငမိတ်ဆွေသိစေခြင်းနဲ့ခေါင်းဆိုတဲ့နေရာကကျမတို့ရဲ့စိတ်နှလုံးကျမတို့ရဲ့အတွေးခေါ်တွေတည်ရှိတဲ့နေရာဖြစ်တယ်ခေါင်းမှာအုံနောက်ရှိအုံနောက်ဆိုတာကဒီ physical အုံနောက်ကြီးကိုပဲပြောတာမဟုတ်ဘူးကျမတို့ရဲ့ mind ကိုပြောတာကျမတို့ရဲ့ mind ကအုံနောက်ထပ်ပို့တယ်အဲ့ဒီကျမတို့ရဲ့ဒီ mind ကအရန်ကို net shine နေကဘာမှရှိသမျှ memory ကတ်တွေထပ်ပို့ပြီးတော့မှတ်ထားနိုင်တယ်အဲဒါမို့သင်ဟာလွန်ခဲ့တဲ့နှစ်30ကအသက်ကြီးရဲ့လူတွေဆိုနှစ်50ကအရာတွေအားလုံးကိုတိုးထားလို့ရတဲ့နေရာဖြစ်တယ်အဲ့ဒီမိုင်းကအနာဂတ်ကိုလည်းတွားလို့ရတဲ့နေရာဖြစ်တယ်အရန်ကိုထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့နေရာဒါပေမဲ့ဒီထဲမှာကျမတို့များစွာသောမကောင်းတဲ့အရာတွေကျမတို့တိုးထားခဲ့တဲ့အရာတွေရှိတယ်မာယွန်းတဲ့ယုံကြည်မှုတွေမာယွန်းတဲ့တမန်တရားနဲ့မညီတဲ့မှတ်တမ်းတွေကျမတို့အထေးတွေမှာဆွေးလန်းနေတဲ့အရာတွေရှိတယ်ဒါကြောင့်မို့ယေရှုခရစ်တော်ကအဲ့ဒီအရာတွေကိုအောင်မြင်ဖို့ရန်အတွက်ကျမတို့ကိုယ်စားဒီတိုက်ပွဲကိုသူဝင်ပေးခဲ့တာဖြစ်တယ်ကျမတို့ကိုယ်စားသူဟာသူ့ရဲ့ဥခေါင်းမှာစူးရတဲ့ဖူကိုဆောင်းပေးခဲ့တယ်ဒါကြောင့်မိတ်ဆွေယေရှုရဲ့အသွေးသွန်းခြင်းအဖြစ်ဒီနေ့သင်ဟာအတွေးခေါ်ဆိုင်ရာတိုက်ပွဲသင်ဟာအောင်မြင်နိုင်ပြီဖြစ်တယ်သင်ထဲမှာမကောင်းတဲ့အတွေးခေါ်တွေရှိတာမကောင်းတဲ့ memory တွေရှိတာမကောင်းတဲ့ belief တွေခံယူချက်တွေယုံကြည်ချက်တွေရှိနေတာတရားရဲနဲ့သင်လွတ်မြောက်နိုင်တယ်ကျမဒါ baseless ပြောနေတာမဟုတ်ဘူးကျမရဲ့ ground ကခရစ်တော်ရဲ့အသွေးတော်ဖြစ်တယ်လူချို့တွေရဲ့ခံယူချက်ကဒီနေ့မတည်မြဲတဲ့အရာတွေအပေါ်မှာသူတို့ဟာယုံကြည်ပြီးတော့ငါကျမ်းမာပြီငါကြွယ်ဝပြီငါကကောင်းစားပြီဆိုပြီးတော့ဒီနေ့ဘေးပေါ်မှာမှခိုင်မာတဲ့ foundation မရှိဘဲနဲ့ယုံကြည်နေကြတဲ့သူတွေရှိတယ်ဒါပေမဲ့မိတ်ဆွေကျမတို့ကတော့အဲ့လိုမဟုတ်တင်းနဲ့ကျမကတော့အဲ့လိုယုံကြည်နေတာငါကျမ်းမာပြီ
ငါကကြွယ်ဝပြီငါကောင်းစားသောသူဖြစ်တယ်ငါရဲ့အနာဂတ်ကလှပတယ်လို့ယုံကြည်နိုင်တာဘာကြောင့်မလို့လဲဆိုတော့ခရစ်တော်ရဲ့အသွေးတော်ကြောင့်ဖြစ်တယ်ခရစ်တော်ဟာကျမတို့ရဲ့ဒီစိတ်နှလုံးဆိုင်ရာမှာလွတ်မြောက်ခြင်းကိုပေးခဲ့ပြီးဖြစ်တဲ့ကြောင့်နောက်ပြီးတော့ခေါင်းကဘုံတရေကျင်းဝတ်တဲ့နေရာဖြစ်တယ်စာလံခန်းကြီး8အငယ်9မှာဗာပြောလဲဆိုသူဤခေါင်းကိုဘုံအတရေနဲ့ပိတ်ရစ်တော်မူပြီကျမတို့ကတစ်ချိန်လုံးကအပြစ်ထဲမှာသွားခဲ့တဲ့အတွက်ကြောင့်မို့လို့ကျမတို့ရဲ့ခေါင်းမှာဘုံတရေမရှိကျမတို့စဉ်းစားတဲ့အရာတွေကသူများကိုဘယ်လိုမျိုးညစ်ပတ်ရမလဲသူများကိုဘယ်လိုမျိုးဆွဲချရမလဲကိုစဉ်းစားတဲ့အရာတွေကလည်းငါမကောင်းဘူးငါတုံးနေငါဘာမှမလုပ်နိုင်ဘူးလောကကြီးကိုမြင်တဲ့အရာတွေကျမတို့ရဲ့အတွေးခေါ်တွေမှာဘုံမရှိဘူးမှောင်မိုက်ပဲရှိတယ်ဒါပေမဲ့ယေရှုရဲ့ခေါင်းမှာဆူရစ်တရဖူးနဲ့ဆောင်းခဲ့ခြင်းအပြင်ပြန်လေပြီးတော့ဆာလန်ရှစ်အငယ်9ရလို့ခေါင်းမှာဘုံတရေနဲ့ဖျားခင်ပြန်လေပြီးတော့ပိုက်ရပေးပြီးဖြစ်တယ်ဒီနေ့မှာတော့ကျမတို့ကိုမြင်ရကျမတို့ဣသရေလသွားတော့ကနော်ဖျားเจ้าနေရဲ့အထဲထဲမှာပကြီးတွေဆွဲထားတာကိုကျွန်မတွေ့အဲ့ဒီပကြီးမှာသူတို့ကဒီတန်ရှင်းသူတွေပေါ့နော်ဥပမာပေဒရုတို့ပေါလုတို့ပုံဆောင်တဲ့သူတွေပကြီးဆွဲတဲ့အခါမှာသူတို့ရဲ့ခေါင်းမှာအဝိုင်းလေးတွေသူတို့တက်ပေးထားအဲ့ဒါဘာကိုပုံဆောင်လဲဆိုတော့ glory ကိုပုံဆောင်တန်ရှင်းသူတွေရဲ့ခေါင်းမှာဘုံကိုပြသဖို့ရန်အတွက်ပကြီးဆရာကထည့်ပေးထားတာဖြစ်တယ်ဒီနေ့သင်ကိုလည်းမြင်စေခြင်းနဲ့သင်ရဲ့ခေါင်းကိုဖျားခင်ဘုံနဲ့ပိတ်ရထားတယ်ဒါပေမဲ့သင်ရဲ့အတွေးခေါ်တွေထဲမှာတန်ရှင်းသောဝိညာဉ်တော်ကလာရောက်ပြီးတော့လွှမ်းမိုးမှာဖြစ်တယ်သင်ကိုဖျားတဲ့ခင်ရဲ့ level နဲ့ညီတဲ့ high level thinking နဲ့ကိုဝိညာဉ်တော်ကသင်ကိုဆွဲခေါ်မှာဖြစ်တယ်ဘာလို့လဲဆိုသင်ရဲ့ခေါင်းအောင်ဘုံနဲ့ပိတ်ရခြင်းခံရဖို့ယေရှုကသူ့ရဲ့ခေါင်းမှာဆူရစ်တရဖူးကိုဆောင်းခဲ့